ရှင်ဒေဝဒတ်ကလည်းတကူအိဋ္ဌိပတ်နဲ့ပြည့်စုံဒါပေမဲ့လို့သူစိတ်ဟာမြတ်စွာဘုရားအပေါ်မှာခက်ခွာခွာနေတဲ့အနေထားမျိုးလောက်သာရှိတယ်ပြစ်မှားတဲ့စိတ်ဓာတ်မျိုးမဝင်သေးဘူးမဝင်သေးတော့သူ့မှာအစွမ်းတကူတွေရှိတယ်သူစိတ်ဘယ်မှာစတင်အကြီးအကျယ်ပြောင်းလဲသွားလဲလို့ဆိုကောတံပိပြည်မှာသူနဲ့အတူတကွသာသနာပေါင်းဝင်လာတတ်ကြတဲ့ဗတ္တိယတို့အနုရုဒ္ဓတို့ဘဂုတို့ခိမိလတို့ရှင်အနန္ဒာတို့တော့မေးမဲ့လူတွေများတယ်သူကြတော့မေးမဲ့ပုဂ္ဂိုလ်သိမ့်မရှိအဲ့ဒီမှာသူစိတ်ထဲမှာဘလို့ဖြစ်သွားလဲစဉ်းစားကြည့်ပေါ့ဒါလူတွေရဲ့သဘာဝဖြစ်တတ်တယ်သူစိတ်ထဲမှာဖြစ်သွားတယ်သူ့ကိုမေးသူမရှိတဲ့အခါကျတော့ဘာစိတ်ကူးလဲလို့ဆိုမထင်မရှားဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းမှာအတွေးတစ်ခုဝင်တတ်တယ်။အော်ငါလည်းမင်းမျိုးကဝက်လာတာပဲ။သူတို့လည်းမင်းမျိုးကဝက်လာတယ်။သူတို့ကြတော့ဒကာဒကမတွေကအရေးတယူမေးကြမြန်းကြဖူးတွေးကြငါကတော့အဲ့ဒါလို့လုံးမဲ့ပုဂ္ဂိုလ်မရှိဘူး။ဘုံတရင်ကမကြီးလာဘူးသူ။သူ့ရဲ့အနေထားကြောင့်လည်းဖြစ်ချင်းဖြစ်မှာပေါ့နော်။ညနေကြောတင်းတင်းနေတယ်ဆိုရင်ဘယ်သူမှမလာရဲဘူးပေါ့။ဒီလိုလဲရှိမှာပေါ့နော်။သူ့ရဲ့ဖော်ရွေမှုရှိမရှိဒါလည်းပါမယ်ပေါ့။အဲ့တော့သူ့စိတ်ထဲမှာဘလို့အောင်းမိတ်လာလဲဆိုငါ့ကိုတီးတဲ့လူနဲတယ်ပေါ့ငါ့ကိုကြီးညိုတဲ့ပုဂ္ဂိုလ်နဲတယ်ငါလည်းဘုံကြီးအောင်ဘယ်လိုလုပ်ရမလဲဘုံကြီးအောင်ဘယ်လိုလုပ်ရမလဲလို့စပြီးစဉ်းစားလိုက်တာသူစဉ်းစားတဲ့အခါမှာဘသူကြီးညိုအောင်ငါလုပ်ရမလဲဘသူရဲ့ကြီးညိုမှုကိုရအောင်ငါစူးစမ်းရမလဲအဲ့ဒီပုဂ္ဂိုလ်မျိုးကြီးညိုလိုက်မယ်ဆိုရင်ငါမှာလလဘာတွေလည်းအများကြီးရမယ်ရိုသေလေးစားမှုလည်းခံလာရမယ်ဂုဏ်သတင်းတွေလည်းကြီးမားလာမယ်ကြော်ကြားလာလိမ့်မယ်အဲ့ဒီလိုဖြစ်စေနိုင်တဲ့ပုဂ္ဂိုလ်မျိုးဘသူကငါတကာဖြစ်ရင်ကောင်းမလဲလို့စဉ်းစားလာတယ်နော်စဉ်းစားလာတဲ့အခါမှာသူကမြင်လာတယ်ကြီးညိုအောင်လုပ်ဖို့ဆိုတဲ့နေရာမှာအောက်တန်းစားတွေကြီးညိုလို့ကတော့ဘာမှထူမှာမဟုတ်ဘူးအယက်သားတွေကြီးညိုလို့တော့ဘာမှထူမှာမဟုတ်ဘူးအထက်တန်းစားတွေကတိုက်ပြည်အုပ်ချုပ်တဲ့မင်းတွေကြီးညိုမှပို့အဆင်ပြေမှာဘူးအဲ့ဒါကြောင့်မလို့သူစဉ်းစားလိုက်တယ်အဲ့ဒီတော့ကတကောအာနာပါဝါကြီးတာဘယ်သူတော့ဆိုလို့ရှိရင်ရာဇဂိုကဗိမိတာရမကရတိုင်းနဲ့အင်္ဂါတိုင်းနှစ်ခုကိုအုပ်ချုပ်တယ်ဗိမိတာရဆိုတာလေဂေါတမဗုဒ္ဓကိုတွေ့ချင်းသောတပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဆိုသူ့လည်းစီယုံဖို့မလွယ်ဘူးသူလည်းစဉ်းစားတာပေါ့နော်အေးဗိမိတာရရဲ့ခတ်ဆိုးဆိုးအဇာတတဆိုတဲ့ကောင်လေးစီယုံရင်တော့ငါကောင်းမှာပဲဒီမင်းသားကိုငါစီယုံမယ်သူစဉ်းစားပုံကအခုခေတ်လူတွေစဉ်းစားပုံမှာပဲမထူပါဘူးလူဆိုတာဒီတိုင်းပဲလေအဲ့တော့သူစဉ်းစားပုံလေးကဘယ်လိုစဉ်းစားတော့ဒီအဇာတတတ္တုဆိုတဲ့မင်းသားဟာအသက်ရွယ်လေးကလည်းနုနယ်သေးတယ်ဆယ်ကျော်သက်ကလေးပေါ့နော်ဆယ်ကျော်သက်ရွယ်ပဲရှိသေးတယ်နုနယ်သေးတယ်အနာဂတ်အလားလာလည်းကောင်းတယ်ဗိမိတာရကသူ့သားကိုသိချစ်တယ်တခြားသားတွေကိုဦးစားမပေးဘူးသူ့ကိုတတ်မယ်ဆိုတဲ့အဇာတတကိုမှဦးစားပေးတာမိဘများလည်းတစ်ခါတလေဆိုးတဲ့ကောင်ပိုချစ်တယ်ဆိုဟုတ်လားမသိဆိုးတဲ့ကောင်ပိုချစ်တယ်လိမ္မာရင်သိမချစ်ချင်ဘူးအဲ့တော့ဇာတတကိုသိချစ်တယ်ဗိမိတာရဒါမှမဟုတ်သူ့ကိုဦးစားပေးတာအဲ့တော့သူကအလားလာကောင်းတယ်တဲ့အာတိန်ဘတ်တော်ဆိုတာအနာဂတ်အလားလာလည်းကောင်းတယ်အရွယ်လည်းကောင်းတယ်ငါဟာအဇာတတကြီးညိုအောင်လုပ်မယ်ဆိုရင်သူကြီးညိုမယ်ဆိုရင်ငါလက်သက်ပကားတွေအကျော်စောတွေဘုံတကိုးတွေတိုးတက်လာအဲ့တော့ဇာတတကြီးညိုအောင်ငါစီယုံမယ်ဆိုတဲ့အတွေးခေါင်းထဲဝင်ဆောက်ဖြတ်ချက်ချကောသမိကနေသူနေတဲ့ကျောင်းကနေတပိတ်သင်္ကန်းရှင်းတော့ကတော့ပစ္စည်းများများရှိတာမဟုတ်ဘူးသင်္ကန်းတပိတ်ပြိခရာလေးနဲ့ပဲသိမ့်စည်းပြီးတော့တပိတ်ကလေးလွယ်ပြီးတော့ရာဇဂိုဘက်ကိုခီးထွက်သွားတာလူမသိသူမသိနော်မြတ်စွာဘုရားနဲ့တန်ဃာတွေကကောသမိမှကြံရစ်တယ်သူတူတဲ့ရာဇဂိုကိုခီးထွက်သွားတာရာဇဂိုလည်းရောက်ရောဘာလုပ်လဲဆိုသူ့ရဲ့အဘိညာဉ်တကိုအစွမ်းနဲ့သူ့ရဲ့မူလပုံစံကနေပြီးတော့မင်းသားငယ်လေးတူရဲ့ပုံစံပြောင်းလဲလိုက်တယ်အဲ့ဒီမင်းသားငယ်လေးမှာမွေကြီး၄កောင်နဲ့ပတ်ထားပြီးတော့လက်ဘင်းကိုမွေလက်ကောင်ခေါင်းပေါ်ကနေခွေးနေတဲ့မွေရတစ်ကောင်ပခုံးမှာတစ်ဖက်ဖော်ပြီးတော့တိုင်းထားတဲ့မွေရတစ်ကောင်ဆိုအားလုံးမွေ9ကောင်မွေ9ကောင်နဲ့ဖန်တီးတယ်ဖန်ဆင်းလိုက်တာသူဖန်ဆင်းလိုက်တာစိတ်ကူးကလည်းမွေဆိုတာကိုလူတွေကလည်းကြောက်လဲကြောက်တယ်လေအဲ့တော့သူစိတ်ကူးကအဇာတတလန့်ဖြန့်သွားအောင်လုပ်မှဒီကောင်စိတ်ထဲမှာဆွဲသွားမယ် impression ရအောင်လုပ်တဲ့သဘောပဲသူ psychology တော့နိုင်တယ်ဒီဓာတ်ကအဲ့ဒါလို့ထူးဆန်းအောင်ဘွယ်ကောင်းတဲ့မွေတွေနဲ့တစားဆင်ထားတာစာထဲမှာတော့အဟိမေခလိကာယလို့ဆိုမွေခပတ်ပတ်ထားတယ်လို့ဆိုတဲ့အထိပ္ပယ်ပေါ့မွေတွေနဲ့ခပတ်ပတ်တန်းစာဆင်ပြီးတော့အဇာတတထိုင်းနေတဲ့အချိန်လေးမှာဘွားကနဲ့သူ့ရင်ဝင်နဲ့သွားပေါ်လိုက်တာဘလောက်ကြောက်လိုက်မယ်ဆိုတာစဉ်းစားကြည့်လို့ပေါ်လာတဲ့လူကလည်းမွေတွေနဲ့ဆိုအလွန်ကြောက်မှာမျက်လုံးကြီးပြူးပြီးတော့ပါးစပ်ကြီးဟပြီးတော့ကြောက်ရွံ့နေမဲ့ပုံစံကိုစဉ်းစားကြည့်လိုက်ပေါ့အဇာတတရဲ့ပုံကိုအတွေးနဲ့သာကြည့်တော့နော်အဲ့ဒီအချိန်မှာ तू ကပြုံးပြီးတော့ငါကြောက်သလားမေးလိုက်သေးတာနော်ကြောက်တာပေါ့တဲ့မင်းဘာတူလဲတဲ့မင်းသားဆိုတော့ကြောက်စိတ်ကိုတင်းပြီးတော့ဘာတူလဲလို့မေးတာ
မေးတဲ့အခါကျတော့မှအဟံဒေဝတ္တတောငါဒေဝတ္တတပဲလို့ဆိုဟောရှင်ဘုရားအရှင်ဒေဝတ္တဆိုလို့ရှိရင်ရှင်ဘုရားရဲ့မူလရုပ်သွင်းနဲ့ပြပါဆိုတော့မှသူကတကုတ်ဖန်ဆင်းထားတဲ့ရုပ်ကိုဖျောက်ပြီးတော့ရှင်ဒေဝဒတ်ပုံသဏ္ဍာန်ပြလိုက်တာတခါတည်းကြာသွားတာပေါ့ဟိုလူကကြောက်စိတ်နဲ့အံ့ဩစိတ်တွေကြောက်လန့်တဲ့စိတ်တွေအံ့ဩစိတ်တွေနဲ့စွဲပြီးတော့ရှင်ဒေဝဒတ်မှာရှင်ဒေဝဒတ်ဖြစ်သွားတယ်ဒါလောက်တကိုးကြီးတဲ့ပုဂ္ဂိုလ်သူဘာခိုင်းလှုပ်တော်မယ်ဆိုတဲ့အနေအထားမျိုးထိအောင်ရောက်သွား